အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ GoPro အတွက်အဆင်ပြေမဲ့ backpack တေးသေးလေးတစ်လုံးကိုကျွန်တော် review လုပ်သွားပေးမှာဖြစ်ပါတယ် brand ကတော့ကျွန်တော် Lowepro brand ပေါ့နော်ဒီ Lowepro ကကျွန်တော်တို့ camera backpack တွေထဲမှာတော်တော်လူသိများတဲ့ brand တစ်ခုဖြစ်ပါတယ်ခု backpack လေးကကျွန်တော် Lowepro ရဲ့ Photo Traveler 150ဖြစ်ပြီးဈေးကတော့ကျွန်တော် USD 40လောက်ရှိတယ်မြန်မာငွေနဲ့ဆို3,500ဝန်းကျင်လောက်ရှိပါတယ်ကျွန်တော် GoPro အတွက်အခြား backpack လေးတွေလည်းရှာကြည့်ဘူးတယ်ဒါပေမဲ့ဒီကောင်လေးကသုံးရတာတော်တော်လေးအဆင်ပြေလို့ကျွန်တော်ပြန်ပြီး review လုပ်ပေးတာဖြစ်ပါတယ်အဓိကကကျွန်တော်ဒီထဲမှာ GoPro ထည့်မယ်အခြား accessory နည်းနည်းပါးပါးထည့်မယ်ဒီလောက်ပဲအရန်လေးတွေမသေးချင်ဘူးပေါ့ပေါ့ပါပါပဲတည်မယ်ဆိုတဲ့လူတွေအတွက်တော့အဆင်ပြေတယ် site ကတော့ယောက်ျားလေးတွေအတွက်နည်းနည်းလေးသေးတရားအောင်ရှိတယ်ဒါပေမဲ့ဝတ်လို့အဆင်ပြေတယ်ကဲကျွန်တော်တို့အခုရှေ့ဘက်ကစပြီးကြည့်အောင်အရှေ့ဘက်က zip ကအဓိကလွယ်လွယ်ကူကူ easy access လုပ်လို့ရတာဖြစ်လို့ကျွန်တော်ဆိုဖုန်းပဲအမြဲထည့်ထားဖြစ်တယ်ဒုတိယ zip ကတော့ accessory ထည့်လို့ရတဲ့အကန့်လေးတွေပါတယ်အပေါ်ဆုံးကအကန့်ကတော့ကျွန်တော် iPad 11 inches လောက်ကိုကောင်းကောင်းဆန်တယ်ပြီးတော့အောက်ဘက်က external hard disk သို့မဟုတ်ကျွန်တော် power bank ဖြစ်ဖြစ်တစ်ခုထည့်လို့ရတယ်နေရာတော့ကျွန်တော်အများကြီးမရဘူးပေါ့နော်ပြီးတော့ဘေးနားမှာကျွန်တော် marker band လေးတွေဘာလေးတွေထည့်လို့ရတဲ့အကန့်လေးတွေပါတယ်ဒီအကန့်ကတော့ဒီလောက်ပဲအဲ့တော့ကျွန်တော် main compartment ကိုကြည့်အောင်ကျွန်တော်ဒီ camera backpack တွေရဲ့ထုံးစံအတိုင်းကိုလိုလိုပြန်ပြီးအခန်းကန့်လို့ရတဲ့ကက်ခွာလေးတွေပါမယ်ဒီအပေါ်ဘက်နားမှာ document တွေဘာလို့ခပ်ပါးပါးထည့်လို့ရမယ့်အကန့်လေးတစ်ခုလည်းပါသေးတယ်အဲ့တော့ကျွန်တော်ပစ္စည်းလေးတွေနဲ့စမ်းကြည့်အောင်ပစ္စည်းကတော့ကိုထည့်မဲ့ accessory နဲ့ camera gear ပေါ်မူတည်ပြီးအတိုးအချော့အဆင်ပြေသလိုအမျိုးမျိုးပြန်ပြောင်းလို့ရတော့အဆင်ပြေတယ်ပြီးတော့ divider လေးတွေခြားထားပြီးတော့ပစ္စည်းတစ်ခုနဲ့တစ်ခုထိမိတာတော့ပွန်းတာတော့ဘာလို့မဖြစ်နိုင်တော့ဘူးပြီးတော့ကျွန်တော်အခုထည့်ပြပေးတဲ့ GoPro နဲ့ accessory မှမဟုတ်ဘူး DSLR ကတော့ mirrorless camera သမားတွေအတွက်လည်းအဆင်ပြေတယ်ကျွန်တော်အခုပုံမှန်ပြထားသလိုမျိုးမျိုးပြောင်းပြီးတော့ထည့်လို့ရတယ်ပေါ့နော်ပြီးတော့ဒီ site အနေထားကျွန်တော်တညအိတ်နှစ်ရက်ခီးသွားတာမျိုးပဲဖြစ်ဖြစ်ကျွန်တော် gym သွားတာမျိုးပဲဖြစ်ဖြစ်လိုတာလေးတွေထည့်ပြီးတော့သုံးလို့ရတယ်အသိန်းဝင်းကျင် camera bag လေးဆိုပေမဲ့ချုပ်ရိုးချုပ်သားနဲ့ကြောဘက်မှာသုံးပေးထားတဲ့ form တွေလွယ်ကျုံးမှာသုံးပေးထားတဲ့ form တွေကတေချာလေးလုပ်ပေးထားတာတွေ့ရတယ် full load ထည့်ပြီးဝိုင်းကိုပစ္စည်းကိုပြန်ရှာရင်လည်းအဆင်ပြေတယ်ကျွန်တော်အိတ်တွေဆိုအဲ့လိုထောင်လို့ရတဲ့အိတ်တွေကြိုက်တော့ပစ္စည်းယူတဲ့အခါအမြင့်တနေရာမှာပဲဖြစ်ဖြစ်ချပြီးတော့လိုတော့လွယ်တကူပြန်ယူလို့ရတော့ကျွန်တော်တော်တော်လေးသဘောကျတယ်ဘေးဘက်အကန့်လေးတွေကကျွန်တော်ရေဘူးကြီးကြီးထည့်လို့မရဘူးရေဘူးထည့်မယ်ဆိုအခုပြထားလို့ခပ်ပြားပြားသေးသေးလေးတွေတော့ရတယ်ပြီးတော့ tripod အသေးလေးတွေရနိုင်တယ်နောက်ပြီးတော့ memory card တွေလွယ်တကူယူပြီးတော့ကျွန်တော်တို့သုံးမယ်ဆိုရင်လည်း case တွေပါလေးထားမယ်ဆိုအဆင်ပြေတယ်အပေါ်ဘက်ကကြိုးကတော့အခြား accessory တစ်ခုနဲ့ချိတ်ပြီးတော့သုံးလို့ရတယ်အဲ့ရဲ့အောက်ဘက်ကလည်း form လေးတစ်ခုထားပေးတယ်အရန်တော့မထူဒါပေမဲ့တောင်းလွတ်ကြတာမျိုးတော့ခံနိုင်မယ်လို့ကျွန်တော်ယူဆတယ်အဲ့ကသေးတော့အပေါ်ကကင်သွားမယ်ဆိုလေတို့လက်ကင်လေးတွေအစားကျွန်တော်ဖြစ်တယ်လို့မလုပ်ထားတော့တွေ့ရတယ်ဒါကြောင့်လည်းဒီ Lowepro brand က camera backpack တွေမှာနာမည်တစ်ခုရထားတာပါလားဆိုပြီးကျွန်တော်တွေးမိသေးတယ်ကျွန်တော်ပစ္စည်းတစ်ခုဆိုကျွန်တော်စေးစေးပေါက်ပေါက်လိုက်ကြည့်တဲ့တော့အကုန်ခြုံပြောရင်တော့ဒီအိတ်လေးကပေးရတဲ့ဈေးနဲ့မစိုးဘူးလို့ကျွန်တော်ခံစားရတယ် GoPro အတွက်မှမဟုတ်အခြား camera gear လေးတွေနဲ့ပေါ့ပေါ့ပါပါ daily use အတွက်ဆိုလည်းအဆင်ပြေတယ်လို့ပြောရင်းနဲ့ဒီလေးကိုကျွန်တော် recommend ပေးပါတယ်အဆုံးထိကြည့်ရှုသွားပေးလို့အားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေမှာဆိုကျွန်တော် channel လေးကို subscribe လုပ်ထားစေချင်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ